တို့လိုယောက်ျားတွေနဲ့ဆန်တာလေ ဟယ်လိုအေးတိုက်ပြောရအောင်ဟာလားအခုပြင်သွားနေတာဟဲ့ပါမအိမ်ကလားဘာလုပ်နေမြအိမ်ကတစ်တော့ကြည့်နင်းလည်းအဲ့လုပ်ပဲလို့ဟောတစ်တော့ဆိုမှသတိရတယ်ရတစ်တော့ဘူကလေဂျစ်တူးလေးဆိုတာမင်းသိလားရအဲ့ဆိုရမ်းမရင်နော်ခိုက်နေတာဟာဟောင်းမလည်းလှုပ်စမ်းမအောင်ကွာမင်းပြောတာကြီးမဖြစ်နိုင်ပါဘူးကွာတေးရလို့လားအဲ့ဆိုငါ့ဖုန်းနံပါတ်ပို့လိုက်ပါငါဆက်ကြည့်လိုက်မင်းပြောလို့နော်မဟုတ်လို့တော့တွေ့မယ်မင်းနဲ့အေးပြီးတော့ပို့လိုက်နော်ရအေးဒါပဲအိုင်မ အဲ့ဒါတော့တော့ ငါဘာစားမလဲ မစားတော့ကို ခုစားလေမရတယ်လေအေးကတောက်ပါ မစားတော့ကိုဒီရဲတော့လိုက်တော့မယ်လေနော် စားပါအားနာစရာဝေးရလူလား အဲ့ကိုမစားတော့ရေပဲတောက်တော့မယ်ဟိုလေညီမတို့အလုပ်ကိစ္စလေးပြောမယ်လေ ပြောမယ်လေဒီကစပြောတောင်းမယ်ဆိုတော့ဟိုဒီလိုကာဝဲတော့အဆင်ပြေရဲ့လား ပြပါတယ်ကို တစ်တော့မှာတော့ညီမတော့ရမ်းမိုက်တာပဲလန်ထွက်နေတယ် ဟုတ်ကိုကျေးဇူးပါဟိုလေညီမတို့ကာကွယ်ကိစ္စလေးပြောအောင်လေနော်အခုညီမဖုန်းဆက်တာကာကွယ်ကိစ္စဆိုတော့ကာကွယ်ကိစ္စလေးပြောမယ်လေနော် အဲ့ဒါပဲပြောဖို့ဘယ်ကစပြောရင်ကောင်းမလဲဆိုပြီးစဉ်းစားနေတာဒီတို့အကိုတစ်ခုတော့ပြောမယ်နော်စိတ်မဆိုးနဲ့နော် ဟုတ်ကိုစိတ်ဆိုးပါပြော ဟိုလေဘယ်ကပြောရင်ကောင်းမလဲအကိုဒီတို့နဲ့အတူပြောချင်တယ် အခုဘာကိုပြောလိုက်တာလဲညီမနားမလဲ ဟုတ်လေအခုတဲ့ပဲပြောမယ်နော်အခုဒီတူးနဲ့အတူနေချင်းအဲ့တော့ဘယ်လောက်ပြော အော်ညီမကိုခေါ်တာဒါကြောင့်ခေါ်တာ哦ညီတို့လိုယောက်ျားတွေ